အာနာသိန်းစစ်တပ်ဟာယာနဲ့ချီတဲ့လမ်းသွားလမ်းလာလူငယ်တွေကိုဖမ်းဆီးပြီးသူတို့အသက်သွင်းထားတဲ့စစ်မှုထမ်းဥပဒေနဲ့အတင်းအကျပ်စစ်ထဲကိုသွင်းနေကြောင်းစစ်ကောင်စီကိုးကွယ်တဲ့ပြည်သူ့စစ်ကောင်းဆောင်ပေါဖုံးကြီးကဝန်ခံလိုက်ပါတယ်။ပေါက်ကိုတော်ရဲ့ပြောကြားချက်ဟာအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ဆွဆွဲချက်တွေအပေါ်မှာစစ်ကောင်စီပြည်သူ့စစ်ကောင်းဆောင်တဦးရဲ့ရှက်ချပပဝန်ခံမှုလည်းဖြစ်လာပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ16ရက်နေ့ကမန္တလေးတိုင်းတရဦးမြို့နယ်မှာအရသာအယောက်100နီးပါးကိုစစ်တပ်ကပေါ်တာဆွဲခဲ့ပြီးအဲ့ဒီအထက်ကသူ့ရဲ့မိတ်ဆွေတွေအပါအဝင်45ယောက်ကိုစစ်တပ်နန်းကိုအတင်းအကျပ်ပို့ခဲ့ကြောင်းပေါက်ကိုတော်ကပြောပါတယ်ဒီကနေ့ဦးစင်းကစစ်မှုထမ်းအောင်နဲ့ပတ်သက်ပြီးမှ16ရက်နေ့ကတရားဦးမှာ100လောက်ဖမ်းလိုက်တယ်နော်100လောက်ဖမ်းလိုက်တယ်ပေါ့ဗျာစစ်မှုထမ်းအောင်နဲ့ပတ်သက်ပြီးအဲ့ဒီမှာတရားဦးမြို့နယ်မှာတဲ့16ရက်နေ့ကထောက်ချာကုန်းရွာကနော်ညီကို2ယောက်လောက်ခုဒီနေ့ဦးစင်းသွားပြောတော့မရတော့ဘူးဒါမှနဲ့စစ်မှုထမ်းတော့45ယောက်ရွေးသွားတယ်100လောက်ဖမ်းတဲ့ထဲမှာအဲ့လိုရွေးဖန်လို့လိုက်တော့ဒါတွေကအဲ့နေရဦးစင်းဘုံမူးနဲ့တွေ့တယ်ဒီနေ့ဘုံမူးနဲ့သွားတွေ့တော့ဘုံမူးလို့ခင်ဗျားတို့ရားလို့ဖုံဖုံနဲ့ဒါတွေကတပြို့လို့နဲ့မဆိုင်ဘူးဖေရတဲ့တမျိုးနဲ့ကိုဘယ်နှစ်ယောက်ဆိုတာရှိပြီးသားတဲ့အဲ့ဒါထွေအုပ်တွေလောက်ထားဖေရတဲ့ထွေအုပ်တွေလောက်တာတဲ့အဲ့တော့ထွေအုပ်တွေကဖေရတီးနေပြန်ဖြစ်နေမလားလို့ဦးစင်းတော့တုံးတက်ချင်တယ်ဗျတုံးတက်ချင်တယ်ဥပဒေတိုင်းရောဟုတ်ရဲ့လားလို့တုံးတက်ချင်တယ်ဒါဒီကနေ့တရားဦးနယ်မှာဖြစ်သွားတဲ့အရာကိုပြောပြရနော်တရားဦးနယ်မှာအသက်39နှစ်အရွယ်ပေါက်ကိုတော်ဟာအဲ့ဒီအကြောင်းအရာတွေကိုပြီးခဲ့တဲ့ဩဂုတ်လ19ရက်နေ့ကစစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့မြန်မာ National Post သတင်းဌာနကိုပြောခဲ့တာဖြစ်ပြီးမြန်မာ National Post ဟာပေါက်ကိုတော်ရဲ့ပြောကြားချက်ကိုသူတို့ရဲ့ Telegram စာမျက်နှာကနေပြန်လည်ဖြုတ်ချခဲ့ပါတယ်။အဲ့လိုလူတွေအများကြီးခေါ်တယ်။အဲ့ဒီကောင်ကစစ်မှုထမ်းနဲ့စိတ်ရှိပါမလား။ဖမ်းခံရတာလေရှိပါမလား။မရှိဘူး။အဲ့ဒီကောင်လိုမျိုးတွေကိုအဲ့လိုမှမတရားဖမ်းပြီးမှစစ်မှုထမ်းနဲ့ကောက်ထည့်လိုက်မယ်ထွေအုပ်တွေကကောက်ထည့်လိုက်မယ်တစ်ခါကတော့အာဒါစစ်မှုထမ်းဥပဒေလူငယ်တွေပဲထင်းလိုက်မယ်အဲ့ဒီကောင်ကိုရှင်းရပြောမယ်အဲ့ဒီကောင်အလံပြူထောင်ဖို့လက်နဲ့ချဖို့အစင်းနဲ့ဖြစ်ပြီးသားအဲ့တော့လက်နဲ့လဲဆုံးရှုံးမယ်စစ်လဲရှုံးမယ်အာဏာသိမ်းစစ်တပ်ရဲ့လမ်းမပေါ်ကပေါ်တာဆွဲတဲ့အကြောင်းတွေကိုသတင်းဌာနတွေကထုတ်ဖော်ရေးသားခဲ့ပေမဲ့လောက်ကျန်ဖန်တီးတဲ့သတင်းတွေသာဖြစ်ကြောင်းစစ်တပ်ကမကြာခဏတုံ့ပြန်လေးရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှအသက်39နှစ်ပြည့်ခဲ့တဲ့ပေါက်ကိုတော်ခေါ်အရိယာဝင်သားဟာစစ်တပ်ရဲ့ကြောထောက်နောက်ခံပေးမှုနဲ့ပေါ်ပေါက်လာတဲ့မဘာသာရဲ့ဒုတိယမျိုးဆက်ခေါင်းဆောင်တဦးဖြစ်ပြီး2021ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဦးဝီရသူလိုမဘာသာခေါင်းဆောင်တွေထောင်ထဲရောက်နေချိန်မှာပေါက်ကိုတော်ဟာအာဏာသိမ်းစစ်တပ်ကိုထောက်ခံရေးလှုပ်ရှားမှုတွေမှာရှေ့တန်းရောက်လာပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကမန္တလေးတိုင်းပြင်ဦးလွင်မြို့မှာလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံပွဲမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နှုတ်ထွက်ဖို့နဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းထံအပ်ဖို့တောင်းဆိုခဲ့သူလည်းဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့စစ်တပ်ကသူ့ကိုနိုင်ပိုင်းကြာဖမ်းဆီးစစ်ဆေးခဲ့ပြီးတဲ့နောက်ပြန်လွှတ်ပေးခဲ့ပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအရက်ဖက်ဝင်ကြီးဌာနရာထူးတနေရာတဲ့ပေးလိုက်ရင်မကောင်းဘူးလား။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုဒုချုပ်ကြီးကိုပေးလိုက်အရက်ဖက်နဲ့အမတန်မှတိုက်ညီတဲ့ဝင်ကြီးချုပ်ရာထူးကိုဘယ်သူ့ကိုပေးလိုက်ရမှာလဲဖယားတကာကြီးကာကွယ်ရေးဝင်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုပေးလိုက်ပေါက်ကိုတော်ဟာနိုင်ငံအလဲပိုင်းကပြူစောတိပြည်သူစစ်တွေကိုကြီးကြပ်ဖို့စစ်တပ်ကတာဝန်ပေးထားတဲ့သင်္ကန်းဝတ်နဲ့ပြူစောတိတွေထဲမှာတဦးပါဝင်ပါတယ်နောက်ထပ်သင်္ကန်းဝတ်တဦးကတော့ကပ်ဘလူမျိုးနယ်ကပြူစောတိခေါင်းဆောင်ဦးဝါတဝါဖြစ်ပါတယ်ပြီးခဲ့တဲ့ဂျပန်ကမန္တလေးတိုင်းကပြူစောတိပြည်သူစစ်ကွန်မန်ဒိုစစ်တပ်နဲ့စင်ပွဲတစ်ခုမှာစစ်တပ်ကိုစန့်ကျင်သူတွေကိုရက်ဆက်စွာနှိမ်နင်းဖို့ပေါက်ကိုတော်ကမိန့်ခွန်းပြောခဲ့ပါတယ်။မန္တလေးတိုင်းကစစ်ဗိုလ်ချုပ်တွေဟာလည်းပေါက်ကိုတော်ကိုကိုးကွယ်ကြပါတယ်။အခုငါတို့တိုက်နေရတာဒီမင်းတို့တွေချနေရတဲ့အရာတွေက DNA ပလောင်ဆိုတာတဲ့ကိုကတ်ယူနန်ဆိုတဲ့ကောင်တွေတိုက်နေ။ဘာနဲ့တိုက်နေရလဲ။ကိုကတ်ယူနန်ပါဗျာ။ PDF ဆိုတဲ့တော်ဝါလေးတွေကရန်တနာစရာကောင်းတယ်။ဘာဖြစ်လဲ။ရန်တနာစရာကောင်းပါဗျာ။အခုဆိုရင် PDF ကမရယာကြောမှာရှားပါတယ်လို့ဖြစ်သွားတယ်။အဲ့ဒီစကားကိုကြားလိုက်ရဟာရှင်ဘုရားမရယာဘက်မှာ PDF တွေအများကြီးဆိုတာဆိုင်သွားတယ်တိုက်ပွဲတွေမှာရေးနေတဲ့အာဏာသိမ်းစစ်တပ်ဟာအဓမ္မလူသစ်စုဆောင်းတာတွေကိုလှုပ်လာနေပြီးရန်ကုန်မန္တလေးအပြင်စစ်တပ်ဌာနချုပ်ရှိတဲ့နေပြည်တော်မှာပါ
လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးစစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာတွေဟာခက်စိတ်စိတ်ဖြစ်လာနေပါတယ်။ဩဂုတ်လဆန်းပိုင်းကနေပြည်တော်ဝင်တိုးကိန်းနာကစားတောက်ဆိုင်တစ်ခုမှာလူငယ်9ဦးကိုရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ပြီးစစ်မှုထမ်းမှုခေါ်သွားတယ်လို့အဲ့ဒီနားမှာနေတဲ့ဒေသခံတို့ကအတည်ပြုပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေဟာအသက်18နှစ်နဲ့30နှစ်ကြားလူငယ်တွေဖြစ်ပြီးတော့စကိုင်းတိုင်းနဲ့မကွေးတိုင်းတွေကလာရောက်အလုပ်လုပ်ကိုင်သူတွေလည်းဖြစ်ပါတယ်။နေပြည်တော်ကစားတောက်ဆိုင်တချို့ကိုလည်းစစ်မှုထမ်းအတွက်လူဝင်အားတောင်းထားတာတွေရှိနေပြီးစိုက်ပါရှင်တွေနဲ့ဝန်ထမ်းတွေကိုဖိအားပေးတာတွေလည်းရှိနေပါတယ်။နေပြည်တော်ကအုပ်ချုပ်ရေးမှူးတူကလည်းလူငယ်တွေဖမ်းဆီးခံနေရတာဟာရက်ကွက်လိုက်စစ်မှုထမ်းစင်းရင်းတွေအတိုင်းမရတာကြောင့်လို့ဆိုပါတယ်။ စစ်မှုထမ်းအပတ်စဉ်တွေခက်စစ်စစ်ဖြစ်လာပြီးထွက်ပြေးသူလူငယ်တွေများပြားလာတဲ့နောက်မန္တလေးမှာစစ်မှုထမ်းခေါ်တာကိုညအချိန်မတော်မှာအဲဇင်းစစ်စီကဖမ်းဆီးတာရက်ကွက်တီပိတ်ဆို့ပြီးတော့ပေါ်တာဆွဲတာလမ်းသွားလမ်းလာတွေကိုစုလိုက်အပြုံလိုက်ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါဗျ။မန္တလေးမှာအခုလအတွင်းကျန်းဖက်နီးမျိုးစုံနဲ့စစ်မှုထမ်းဖို့အတွက်တပ်ထဲကိုသွင်းခံရသူအယောက်200နီးပါးရှိနေကြောင်းနဲ့သူတို့ကိုမန္တလေးတောင်ကြီးတပ်စခန်းတစ်ခုမှာရက်တိုတင်တန်းပေးပြီးနောက်စစ်ဖြစ်ရာနေရာတွေကိုပို့နေကြောင်းမန္တလေးတော်လိုင်းအင်အားစုတွေကမြန်မာနောင်ကိုပြောပါဗျ။ဩဂုတ်လ21ရက်နေ့လယ်ပိုင်းကလည်းမန္တလေးအောင်မြေတာဆန်မြို့နယ်ဤကင်းမလဲတာရက်ကွက်နဲ့ချမ်းရီတာဆန်မြို့နယ်မြဝင်းရက်ကွက်တွေကိုအဝင်အထွက်လမ်းတွေပိတ်ဆို့ကတိန်တဆင်းအဲဇင်းစစ်စင်းနဲ့လူငယ်တချို့ကိုစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းမန္တလေးအင်အားစုတွေကအတည်ပြုထားပါတယ်ခင်ဗျာ။